ဒီကြားပေါက်လေးတွေဟာအကောင်ပေါက်တာရက်တရက်ပတ်အနေငယ်ပဲရှိပါသေးတယ်သူတို့လေးတွေကမျက်လုံးပွင့်ငါစားပဲရှိသေးပေမဲ့ပတ်ဝန်းကျင်ကိုလေ့လာဖို့အရန်ကိုစိတ်အားထက်သန်နေကြတာပါသူတို့ရဲ့အမေကတော့နှုတ်ရည်အလုံလောက်ထွက်နိုင်ဖို့အတွက်အစာရှာထွက်နေရပါတယ်အမေမရှိတဲ့အချိန်မှာကြားပေါက်လေးတွေဟာဂူထဲမှာပျော်ပျော်ရွှင်ရွှင်ကစားနေကြပြီးနောက်ဆုံးမှာတော့အိမ်မောကျသွားကြပါတယ်ဒါပေမဲ့ဒီလိုကြားပေါက်လေးတွေအတွက်တော့ပြင်ပလောကဟာအန်ဒီယရီနဲ့ပြည့်နှက်နေပါတယ်အိန္ဒိယစပအုံးမွေကြီးကောင်ဟာဒီကြားပေါက်လေးတွေကိုချောင်းမြောင်းနေတာကြာပါပြီဒီနေ့မှာတော့အမေကြားမကြီးမရှိကတစ်ပင်မောကနေတရွေ့ရွေ့ဆင်းလာပြီးကြားပေါက်လေးတွေကိုစားတောက်ဖို့ပြင်ဆင်နေတာပါကြားရည်နဲ့မတူတာကစပအုံးမွေတွေဟာအစာမစားဘဲလမ်းနဲ့ချီနေနိုင်ကြတာဖြစ်ပြီးဒီမွေကြီးကလည်းတစ်ပင်မောမှာအစာငတ်မှုနေခဲ့တာရက်တရက်ပဲတော်တော်ကြာခဲ့ပါပြီသူကတော့ဒီအခွင့်အရေးကိုလုံးဝလက်လွတ်ခံမှာမဟုတ်ပါဘူးစပအုံးမွေရဲ့အမြင်အာရုံကမကောင်းပေမဲ့ကြားပေါက်လေးတွေရဲ့အနက်နဲ့ခန္ဓာကိုယ်ကထွက်တဲ့အပူရှိန်ကိုတော့ခံစားသိရှိနိုင်ပါတယ်ဒီလောက်ရွယ်စားရှိတဲ့အသားစားတရဝါအတွက်ကြားပေါက်လေးတွေကိုမျိုးချဖို့ဆိုတာလည်းမခက်ခဲလာပါဘူးမွေကြီးကတဖြည်းဖြည်းနီးကပ်လာတဲ့အချိန်မှာတော့တစ်ပင်ပေါ်ကမြောက်တွေကမြင်သွားပြီးတောတစ်ခုလုံးသိအောင်အချက်ပေးတံတွေအကျယ်ကြီးအော်ဟစ်လိုက်ကြပါတယ်အဲ့ဒီအတန်ကြောင့်ကြားပေါက်လေးတစ်ကောင်ဟာနိုးလာခဲ့ပါတယ်ကြောက်ရွံ့မနေပဲကြားပေါက်လေးဟာခွန်အားရှိသမျှစုပြီးအကျယ်ဆုံးအော်လိုက်တာပါမြောက်တွေကလည်းဇက်တိုက်အော်ဟစ်နေတာကြောင့်အတန်ပေါင်းစုံဟာအမေကြားမကြီးရဲ့နားထဲကိုရောက်သွားခဲ့ပါတယ်သူမရဲ့ကလေးတွေနဲ့မြောက်တွေရဲ့အချက်ပေးသံကိုကြားလိုက်တဲ့အခါအန်ဒီရရှိနေပြီဆိုတော့ချက်ချင်းသိနိုင်ရပါတယ်သူမဟာဂူစီကိုအမြန်ဆုံးအပြေးပြန်လာခဲ့ပြီးဗိုက်စာနေတဲ့စပအုံးမွေကြီးကိုအချိန်မီမောင်းထုတ်နိုင်ခဲ့ပါတယ်အခုတော့ကြားပေါက်လေးတွေဘေးကင်းသွားပါပြီဒါပေမဲ့ကလေးတွေကိုကျွေးမွေးဖို့အတွက်အမေကြားမကြီးဟာသူတို့ကိုဒီတိုင်းထားခဲ့ရမှာဖြစ်ပြီးအချိန်တိုင်းမှာမကာကွယ်ပေးနိုင်တာကအစိန်ခေါ်မှုတစ်ခုဖြစ်နေတာပါဒါဟာတော်ရိုင်းတွေကမိခင်တယောက်ရင်ဆိုင်ရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်ဒါကတော့ရေငန်မှာနေတဲ့မိချောင်းကြီးပါမိချောင်းတစ်ကောင်ဟာပေ20လောက်ထိအရှည်ရှိနိုင်ပါတယ်လေးလက်မလောက်ရှိတဲ့သူတို့ရဲ့သွားကြီးတွေနဲ့ကိုက်ဖြတ်လို့ရသမျှဘယ်သားကောင်ကိုမစိုးစားပါတယ်ဒီမြောက်တွေဟာအစာရှာထွက်လာတာပါအစာပေါ်တဲ့တစ်ဖက်ချမ်းကိုရောက်ဖို့ဒီမြစ်ကိုသူတို့ဖြတ်ကူရမှာဖြစ်ပါတယ်အုပ်စုခေါင်းဆောင်ကရှေ့ရနေသွားပါတယ်ဒီကောင်လေးကတော့မိခင်တွေကတည်သွားဖို့အရန်ကြီးနေတဲ့အရွယ်မရောက်သေးတဲ့အကောင်လေးဖြစ်ပါတယ်။ဒါကြောင့်ဒီမြစ်ကိုအားကိုပြီးဖြတ်ကူရတော့မှာဖြစ်ပါတယ်။ပေ40လောက်ရှိတဲ့အမြင့်ရနေခုံချရမှာဖြစ်ပြီးကံကိုပဲအားကိုရမှာပါ။ရေထဲမှာတော့ဒီမြောင်လေးတွေဟာအားနေပြီးထိခိုက်လွယ်ပါတယ်။ဒါပေမဲ့ဒီထူးခြားတဲ့မြောက်တွေကတော့ကုန်းနေရေနေမျိုးနွယ်တွေပါတချို့တစ်ဝက်ချိတ်ဆက်နေတဲ့အပြန့်ကျဲတဲ့လက်တွေနဲ့ခြေထောက်တွေကြောင့်သူတို့ဟာရေထဲမှာခက်မြန်မြန်ကူးခံနိုင်ပါတယ်ဒါပေမဲ့တိုးတိုးတိတ်တိတ်လှုပ်ဖို့လိုပါတယ်မြင့်ရဲ့အကျယ်ကပေ60ဝန်းကျင်လောက်ရှိပါတယ်ကံကောင်းစွာပဲတစ်ဖက်ကမ်းကိုရောက်သွားပါပြီအခုတော့တစ်ဖက်ကမ်းမှာရှိနေတဲ့အရွက်နုနုလေးတွေကိုစိတ်ကြိုက်ထိုင်စားနေပြီဖြစ်ပါတယ်